ခြေစမ်းပွဲနိုင်ပွဲနဲ့မိုက်ကယ်ကာရီရဲ့နေပြူဟာအပြောင်းလဲနော်ဝေနိုင်ငံမှာကစားခဲ့တဲ့ရာသီကျော်ခြေစမ်းပွဲမှာတော့မန်ချက်စတာယူနိုက်တက်အသင်းကရိုစင်မော့အသင်းကို9ခုပြတ်နဲ့အနိုင်ယူပြီးဒီနှစ်နွေရာသီခြေစမ်းပွဲကာလရဲ့ပထမဆုံးနိုင်ပွဲကိုစတင်ရယူနိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့6ရက်ကရက်ဆန်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက်မှာနေပြမိုက်ကယ်ကာရီကအသင်းရဲ့ကစားဟန်ကိုပြောင်းလဲပြုလုပ်ခဲ့ပါတယ်။အကယ်ဒမီအတွက်လူငယ်တွေရဲ့တောက်ပတဲ့စွမ်းဆောင်ရည်တွေကိုမြင်တွေ့ခဲ့ရတယ်လို့ဘရိတ်သက်တွေမျှော်လင့်နေတဲ့နိုင်ပွဲတစ်ခုကိုဂိုးပြတ်ရလက်နဲ့အတူရယူနိုင်ခဲ့ပါတယ်။ပွဲချိန်28မိနစ်မှာပတ်ထရစ်ဒေါကူရဲ့အဝေးကန်ချက်တိုင်ထိထွက်ခဲ့ပြီးတဲ့နောက်30မိနစ်မှာတော့ရှေးလစ်စီကလှပတဲ့ကန်ချက်နဲ့မန်ယူနိုက်တက်အတွက်စတင်ဦးဆောင်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ရိုးရဲခေါင်းတိုက်ချက်ကတိုင်ထိမှန်ခဲ့လို့ဒုတိယဂိုးနဲ့လွဲချော်ခဲ့ရပေမယ့်56မိနစ်မှာတော့တိုက်စစ်မှုဇက်စီကတကောတော်ဆွမ်းဆောင်ရည်နဲ့ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ပွဲကစားချိန်မိနစ်60မှာတော့နေပြကာရီကအသင်းကြီးကစားမအများစုကိုလူစားလဲပြီးတော့အကယ်ဒမီလူငယ်တွေကိုကွင်းထွင်းကိုထည့်သွင်းခဲ့ပါတယ်။လူစားဝင်လာတဲ့ဂျေကော့တေဖင်နီက63မိနစ်မှာတောင်းငယ်ဘောကနေတဆင့်တတိယဂိုး82မိနစ်မှာဟယ်ရီအာမတ်စ်ကစတုတ်တာဂိုးနဲ့84မိနစ်မှာအီတန်ဝီလျံစ်တို့က9ဂိုးမြောက်ဂိုးတွေကိုအသီးသီးသွင်းယူနိုင်ခဲ့ကြတာပါ။မိုက်ကယ်ကာရီအနေနဲ့ယူနိုက်တက်ကိုယာယီနေပြဖြစ်စတင်ကိုင်းတွယ်စဉ်ကမန်ယူရဲ့ရလက်ကောင်းတွေကအမ်ဘူမိုဒေါဂူရိုလိုမြန်ဆန်တဲ့တောင်ပန်ကစားသမားတွေနဲ့ဘရူနိုဖာနန်ဒက်စ်မာတီယာကွန်ညာတို့ရဲ့ဖန်တီးနိုင်စွမ်းကိုအခြေခံထားတဲ့ဒိုင်မန်တိုက်စစ်အခွင့်အရေးပေါ်ကိုအများဆုံးမိခိုခဲ့တာဖြစ်ပါတယ်။ကာရီရဲ့ပထမဆုံးပွဲဖြစ်တဲ့မန်စီးတီးကို2ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲကနေရာသီကုန်ချိန်ထိမန်ယူကတပွဲကိုဒိုင်မန်တိုက်စစ်စေမှုအကြိမ်ကြီးဒိုင်မန်တိုက်စစ်ကနေရရှိတဲ့မျှော်လင့်ကို SG နဲ့ရရှိခဲ့တဲ့ဂိုးရကိုင်နှုန်းတို့ကလေးရဲ့ထိပ်တန်းစစ်မှာရပ်တည်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တစ်ပတ်မှာတော့ဘောလုံးပိုင်ဆိုင်မှုနဲ့ဘောလုံးထိန်းချုပ်နိုင်မှုကြာချိန်တွေမှာတော့အဆင့်73နဲ့17အထိကိုနှိမ်ပါခဲ့ပါတယ်။ဆိုင်လက်ဖာကူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းအသင်းရဲ့အဓိကအားနည်းချက်ဖြစ်ခဲ့တဲ့ဘောလုံးပိုင်ဆိုင်မှုနဲ့ပါခြင်းကပွဲကိုပိတ်ကစားတဲ့ခန်းစစ်အသင်းတွေကိုရင်ဆိုင်ရချိန်မှာအခက်တွေ့စေခဲ့ပါတယ်။ရိုစင်မော့တင်ကပရီးမီးယားလိအသင်းတွေလောက်အဆင်မမြင့်ပေမဲ့ရာသီဝက်ပွဲပေါင်း73ပွဲထိကစားထားပြီးသားဖြစ်တာကြောင့်ကစားသမားတွေရဲ့ပွဲကစားမှုအရှိန်ကကောင်းနေပြီးသားဖြစ်ပါတယ်။ဒါပေမဲ့မန်ယူအသင်းကဘောလုံးကိုငြိမ်ငြိမ်သက်သက်ထိန်းချုပ်နိုင်ခဲ့ပြီးဇက်စီရဲ့ဘောလုံးထိန်းသိမ်းမှုနဲ့အတူတိုက်စစ်တီဆောက်ပုံအခင်းကြီးအသစ်ကိုပြသသွားခဲ့ပါတယ်။ဒါပေမဲ့တိုက်စစ်တွေကိုမတုံးတာတော့မဟုတ်ပေမဲ့ကာရီအနေနဲ့အများအားနည်းပြပြခန့်ခံရပြီးနောက်ကွင်းလယ်မှာဘောလုံးထိန်းချုပ်နိုင်စွမ်းကိုပုံမဦးစားပေးလာတာကယူရီတာလီမန်စ်ကိုဘာကြောင့်ခေါ်ယူခြင်းခဲ့တယ်လဲဆိုတာကိုသက်သေပြနေပါသည်။ဒီပွဲရဲ့အကောင်းဆုံးကစားသမားကတော့တိုက်စစ်မှုစစ်စည်းပဲဖြစ်ပါတယ်။2024ခုနှစ်မှာရောက်ရှိလာပြီးကတည်းကဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒီကစားသမားကတိုက်စစ်မှုစစ်စစ်နေရာမှာလည်းအဆင်မပြေအမှတ်30နေရာမှာလည်းဘရူနိုကိုမကျော်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီနေ့ပွဲမှာတော့အကွက်မြင်ပေးပို့မှုတွေနေရာလို့ရှာဖွေနိုင်စွမ်းတွေနဲ့အတူမိနစ်60အတွင်းတကိုးသွင်းတကိုးဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။အထူးသဖြင့် MS နဲ့အတွင်းချင်းဒီကစားပြီးတဲ့နောက်ခံစစ်မှု2ယောက်နဲ့ဂိုးသမားကိုလှပစွာလှည့်စားကဂိုးလွတ်ထဲကိုအသာရလိန်သွင်းယူခဲ့တဲ့ဒုတိယမြောက်ဂိုးကတော့အနုပညာဆန်လွန်ခဲ့တာပါ။ဒါပေမဲ့ဒါဟာလာမယ့်ရာသီသစ်မှာသူ့အတွက်ပုံမှန်ပွဲထွက်ခွင့်သေးချာသွားပြီလို့တော့ပြောလို့မရသေးပါဘူး။နော်ဝေမြေကကစားဟန်အရှိန်ဟုန်ကသူ့အတွက်ကစားရလွယ်ကူစေခဲ့ပေမဲ့အင်္ဂလန်ပရီးမီးယားလိရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့အရှိန်ကိုရှင်းနိုင်မလားဆိုတာကတော့မေးခွန်းထုတ်စရာရှိနေသေးတာပါ။ဘင်ဂျမင်ရှက်ကိုပြန်လာချိန်မှာကာရီကတိုက်စစ်မှုကိုဘယ်လိုပုံစံနဲ့အသုံးပြုခြင်းတလဲဆိုတာကိုတော့ဇက်စီရဲ့ဒီနေ့စွမ်းဆောင်ရည်မှာအရေးမွက်မြင်တွေ့ခဲ့ရပါတယ်။မန်ယူအကယ်ဒမီရဲ့ရေသွေးကလည်းထုံးစံအတိုင်းထမ်းမြတ်နေစေပါ။ကွင်းလယ်တိုက်စစ်နေရာမှာကစားခဲ့တဲ့အသက်19နှစ်အရွယ်ရှေးလစ်စီကရင်းချက်တဲ့ကစားဟန်နဲ့တူဦးဆောင်ကိုအေးဆေးစွာသွင်းယူပေးနိုင်ခဲ့ပြီးပရိသတ်တွေရဲ့ပွဲစဉ်အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။အလားတူပဲနောက်ခါလူ MS ကလည်းသွင်းကိုတကောပြင်ခံစစ်ကစားဟန်မှာငြိမ်သက်ခဲ့တာကြောင့်လူရှော့ရဲ့အဓိကအရန်ဖြစ်ယုံကြည်မှုရယူနိုင်ခဲ့ပါတယ်။ဂိုးသွင်းယူနိုင်ခဲ့တဲ့ဒေဗင်နီနဲ့အီတန်ဝီလျံစ်တို့ပြင်တောင်ပန်မာလီယာတစ်ပြက်ကျော်ဖြတ်မှုတွေနဲ့ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ညာနောက်ခံလူဂျေဒန်ကန်မာဆိုင်ရဲ့စွမ်းဆောင်ရည်ကလည်းအထူးချီးကျူးစရာဖြစ်ခဲ့ပါတယ်။အသက်15နှစ်အရွယ်ကစားသမားလေးဂျေဂျေကာဘရီယယ်ကတော့အရန်ခုံပေါ်မှာပဲပွဲပြီးတဲ့အထိထိုင်ခဲ့ရတာကြောင့်သူ့ရဲ့ခြေစောင်းတွေကိုပရိသတ်တွေတွေးမြင်ခွင့်မရသေးပါဘူး။ဒါပေမဲ့နီးပြကာရီကတော့လာမယ့်ခြေစောင်းပွဲတွေမှာလူငယ်လေးကိုပွဲထုတ်ခွင့်ပေးသွားမယ်လို့ပြောထားပါတယ်။ကာရီအနေနဲ့အသင်းကိုရာသီကျော်ကာလမှာဒိုင်မန်တိုက်စစ်မီကိုမှုကနေဘောလုံးစီးဆင်းမှုကိုစနစ်တကျထိန်းချုပ်ကစားတဲ့ပုံစံစီကိုအောင်မြင်စွာကူးပြောင်းနေပြီးအကယ်ဒမီလူငယ်တွေရဲ့ခြေစောင်းခြေသားကိုပါအကောင်းဆုံးဖော်ထုတ်ပြသသွားနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။